ရှတုံးကပေါ့ကွယ်မောင်အောင်ရဲသူဆိုတဲ့ကောင်လေးတယောက်ကစာလုံးရင်းနဲ့ပြင်းပြီးတော့တငယ်ချင်းအိမ်ကိုသွားတဲ့ပုံမြင်လေးဖြစ်တဲ့ကွယ်ကိုငါစာလို့ရတာမောနေငါတငယ်ချင်းအိမ်သွားလာအောင်ရဲသူဒီလက်ရေးပဲလားအောင်ရဲသူဒီပြင်းရင်နဲ့မောလို့ရေတဘူးသွားဝယ်ပါသည်ငါမောလိုက်တာရေဘူးသွားဝင်လာအဲ့ချိန်မှာအောင်ရဲသူဒီပတ်စံယူလာဖို့မေ့သွားပြီးတော့လမ်းဘေးမှာရေစင်လေးတွေ့ပြီးအဲ့ပေါ်ကရေခွာလေးနဲ့ပဲရေတောက်လိုက်ပါတော့တယ်ဝမ်းတို့ဒီကဟာပြေးလိုက်တာမောလိုက်တာဟဲ့ဒီမှာရေဦးနေကြီးအတော်ပဲမတော့ဘူးချိန်မှာအောင်ရဲသူဒီရေတောက်ပြီးတော့အခါပြေးသွားတော့ဖြစ်တယ်ကိုငါအခုလမ်းကတော့ဆက်သွားလိုက်အဲ့ချိန်မှာပဲပြေးနေခလောက်တိုက်ကြပြီးတော့ဒူပေါ်ဝမ်းတော့ခါငါမင်းပြတ်ဟုတ်တယ်အဲ့ချိန်မှာပဲအောင်ရဲသူဒီဒူပွန်လို့ထိုင်ငိုနေပါသည်အဲ့ချိန်မှာအောင်ရဲသူဒီပလတ်စတာဝယ်ဖို့အတွက်သွားနေတဲ့ချိန်မှာပဲပတ်စံမပါဘူးဆိုတာသိသွားပြီးတော့အဲ့ဒီချိန်မှာပဲအောင်ရဲသူဒီလမ်းဘေးမှာအဝေးကလေးတစ်ခုကိုတွေ့ရတယ်ကွယ်ဟုတ်ငါပလတ်စတာသွားဝယ်မှရမယ်ပတ်စံမပါဘူးငါလမ်းဘေးမှာအဝေးလေးတွေ့ရငါသွားမှရမယ်အဲ့ချိန်မှာအောင်ရဲသူဒီစူးစားပန်းစားနဲ့လမ်းလျှောက်ပြီးလာအဝေးကလေးစီကိုရောက်သွားပါတယ်ဒီမှာပဲငါထားဝင်လာတယ်အပိတော့ငါရလို့ငါသွားမှရမယ်Day 2အောင်ရဲသူဒီလမ်းလျှောက်ရင်းနဲ့လမ်းမှာအမေနဲ့တွေ့ပြီးခွမ်းမာရောလေကွယ်ငါရဲ့အိမ်ငါသားလေးစားအများကြီးလို့ပြီးတော့စားလေးကျိုးစားနေတော့မယ်ငါသားလေးဘာကိုတော့တယ်အဲ့ဒီချိန်မှာပဲအောင်ရဲသူဒီအမေနဲ့တွေ့ပြီးခွမ်းမာရောလေခွဲအဲ့ဒီချိန်မှာပဲအမေဒီသူ့သားအောင်ရဲသူလေးကိုအိမ်ခေါ်ပြီးရိုက်ပါလိမ့်ရောကောင်ရုပ်လာပြီးဆောင်မလို့ဖိလက်ပြီးတယ်အဲ့ဒါအဲ့ချိန်မှာပဲဇလန်းလေးကပြီးဆုံးသွားပါတော့